မနေ့တိုင်းဒီလေးတွေလောက်ပါတနိတာစွန့်ရင်ပြည်စုံနေမယ်နော် Step 1အဲ့ရကတီချာထပါအဲ့ရကထားတဲ့အချိန်မှာလေးလေးမဲမဲမထပါနဲ့အဲ့ရပေါ်မှာခဏအနားယူပြီးတတိထားထပါဦးခေါင်းမိုးခြင်းနဲ့သွေးဖီအားတက်တာတားပေးတယ် Step 2တန့်ရည်တစ်ခွက်တောက်ပါအဲ့ရထပြီးချင်းတန့်ရည်တစ်ခွက်တောက်တာကအသေးနဲ့ကြောက်ကတ်လှုပ်ဆောင်မှုကောင်းစေတယ်တနေ့တာစနစ်တကျစကြင်ဖို့အကောင်းဆုံးအဆင့်ပါ Step 3လေ့ကျင့်ကန်နားကမီ10မိနစ်လုပ်ပါတနည်းလောက်လှုပ်ပါလဲ့လဲပါ push up 3-4လုပ်ပါသွေးလေပတ်မှုကောင်းလာပြီးဦးနောက်တက်တာတယ် Step 4မနက်စာကိုမထင်းမဒီသုံးပါဥပန်ဒီ oats လေးတွေစားပါဗိုင်းလို့ကော်ဖီတောက်တာမလုပ်ပါနဲ့သွေးကြိုကြတာတွေထစ်တတ်တယ် Step 5နေ့ထွေအလင်းကန်ပါ9မိနစ်နေအလင်းကဗိုက်တာမင် D ပေးတယ်စိတ်အနေအထားတက်လာတယ်အဆုံးထိနားထောင်ပေးလို့ကျေးဇူးပါနောက်ထပ်ဗီဒီယိုတင်ပေးမှာဖြစ်လို့ like and follow လုပ်ပေးပါနော်